Venezia ထံကိုကိုယ်တိုင်ဖုန်းဆက်အကြောင်းကြားလိုက်တဲ့ Arteta ရဲ့သတင်းအပါအဝင်အာဆင်နယ်သင်းရဲ့နောက်ဆုံးရအပြောင်းအရွှေ့သတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ Entertainment Mind Sport ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။အဓိကဇက်ကောင်ကတော့ဘရာဇီးတောင်ပန်တိုက်စစ်ကစားသမား Vinicius Junior ဖြစ်ပါတယ်။ Team တော်ရဲ့ဖော်ပြချက်အရ Vinicius က Real Madrid ကိုပြန်ရောက်လာပြီးနီးပြ Jose Mourinho အပါအဝင်အသင်းတာဝန်ရှိသူတွေနဲ့အရေးကြီးတဲ့ဆွေးနွေးမှုတွေပြုလုပ်ဖို့ရှိနေပါတယ်။ Vinicius ရဲ့ဘက်ကတော့ Real Madrid မှာပဲဆက်ကစားခြင်းနဲ့ဆန္ဒရှိနေသေးလို့သိရပါတယ်။ဒါပေမဲ့စာချုပ်သစ်ညှိနှိုင်းမှုကတော့မပြီးပြတ်သေးပါဘူး။အဓိကပြဿနာကလစာမဟုတ်ပဲလက်မှတ်ရေးထိုးခြင်းဖြစ်နေပါတယ်။ Vinicius ရဲ့ကိုယ်စားလှယ်တွေက Kylian Mbappe Real ကိုပြောင်းလာတော့ကရရှိခဲ့တဲ့ယူရို85သန်းဝန်းကျင်လက်မှတ်ရေးထိုးခြင်းမျိုးကိုလိုချင်နေပါတယ်။ဒါပေမဲ့ Real Madrid ဘက်ကတော့ Mbappe က free transfer နဲ့ရောက်ရှိလာတာဖြစ်ပြီး Vinicius ကအသင်းနဲ့စာချုပ်ရှိနေဆဲဖြစ်တဲ့အတွက်အဲ့လိုပေးဖို့မဖြစ်နိုင်ဘူးလို့ယူဆနေပါတယ်။ဒီအချက်ကပဲနှစ်ဖက်ကြားအကြီးဆုံးအတားအဆီးဖြစ်နေပါတယ်။ဒီအခြေအနေတွေကိုအာဆင်နယ်အသင်းကအနီးကပ်စောင့်ကြည့်နေပြီးအာဆင်နယ်နီးပြမိခဲအာတီတာကိုယ်တိုင် Vinicius ထံကိုဆက်သွယ်ပြီးသူသာ Emirates ကိုရောက်လာခဲ့ရင်အသင်းရဲ့အဓိကကစားသမားဖြစ်လာမယ့်အကြောင်းကိုရှင်းပြထားတယ်လို့သိရပါတယ်။စပိန်သတင်းဌာန AS ကလည်းအာတီတာကလာမယ့်ရာသီအာဆင်နယ်ရဲ့စီမံကိန်းကို Vinicius ကိုဗဟိုပြုပြီးတည်ဆောက်သွားမယ်လို့ပြောထားကြောင်းဖော်ပြထားပါတယ်။ဒါပေမဲ့ AS ရဲ့ဖော်ပြချက်အရ Real Madrid က Vinicius ရဲ့အတွက်ယူရိုတန်း150ဝန်းကျင်တောင်းဆိုဖို့ပြင်ဆင်ထားပါတယ်။တစ်ဖက်မှာလည်းအာဆင်နယ်အသင်းက Gumares ကိုခေါ်ယူနိုင်ဖို့ယုံကြည်နေပြီးကစားသမားနဲ့ပုံကိုရေးဆိုင်ရာသဘောတူညီမှုရရှိထားပြီလို့ Team Talk ကဆိုထားပါတယ်။ဒါ့အပြင် Julian Alvarez ရဲ့ကိုယ်စားလှယ်တွေနဲ့လည်းဆက်လက်ဆွေးနွေးနေဆဲဖြစ်ပြီးဘာစီလိုနာအသင်းနဲ့လည်းအပြိုင်ဆိုင်ဖြစ်နေတယ်လို့ဖော်ပြထားပါတယ်။ဒီသတင်းတွေအပြင်နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကတော့အာဆင်နယ်အသင်းရဲ့စတုထမြောက်ခေါ်ယူမှုဖြစ်ပါတယ်။ဖလဗန်အသင်းကအသက်16နှစ်အရွယ်တိုက်စစ်မှုအီဂေါတိုင်ဂျွန်ကိုအာဆင်နယ်ကပေါင်2သန်းဝန်းကျင်နဲ့ခေါ်ယူဖို့အမြန်ဆောင်ရွက်နေရလို့သတင်းတွေထွက်ပေါ်နေပါတယ်။ကစားသမားကစာချုပ်သစ်ကိုညှင်းပယ်ထားပြီးဖလဗန်ဘက်ကလည်းအခုနွေရာသီမှာရောင်းချဖို့အသင့်ဖြစ်နေတယ်လို့ဆိုပါတယ်။အဆုံးထိနားဆင်ပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ဗျ။